Black Sealerမိုဟာမက်အာလီဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့လက်ဝှေ့လောကမှာအကြီးကျယ်ဆုံးဆိုတဲ့နာမည်တစ်ခုကိုလူတိုင်းသိရကြမှာပါဒါပေမဲ့မိုဟာမက်အာလီရဲ့ဘဝကိုတေချာကြည့်မယ်ဆိုရင်သူဟာလက်ဝှေ့သမားတစ်ယောက်ထက်ပိုပါတယ်သူဟာမတရားမှုတွေကိုမကြောက်ဘဲရင်ဆိုင်ခဲ့တဲ့သူယုံကြည်တဲ့အရာအတွက်ကိုယ်အောင်မြင်မှုတွေကိုတောင်ဆွလွတ်ရဲခဲ့တဲ့သူတစ်ယောက်ပါ1942ခုနှစ်မှာအမေရိကန်နိုင်ငံကင်တက်ကီပြည်နယ်မှာCassius Clay Jr. ဆိုတဲ့နာမည်နဲ့မွေးဖွားခဲ့ပါတယ်။သူ့ဘဝထဲမှာလက်အဝိတ်စတင်ဝင်လာပုံကလည်းစိတ်ဝင်စားစရာကောင်းတယ်။အသက်12နှစ်အရွယ်တုန်းကသူ့စပင်ကခိုးခန့်လိုက်ရတယ်။ဒေါသထွက်နေတဲ့ Cassius Clay ကရဲအရာရှိတယောက်ကိုတွေ့ပြီးတော့တခိုးကိုတွေ့ရင်ထိုးမယ်လို့ပြောခဲ့တယ်။အဲ့ဒီရဲအရာရှိကလက်အဝိတ်နှိမ်ပြလိုက်ခဲ့တော့မင်းကထိုးချင်ရင်အရင်ဆုံးထိုးနေတင်ရမယ်ဆိုပြီးတော့သူ့ကိုလက်အဝိတ်လိချင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Cassius Clay ရဲ့ဘဝဟာတဖြည်းဖြည်းပြောင်းလဲလာပါတော့တယ်1960ခုနှစ်ရောမအိုလံပစ်မှာရွှေကျုပ်စက်ရခဲ့ပြီးအမေရိကန်နိုင်ငံရဲ့အားကစားသူရဲ့အကောင့်တယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုကြီးနဲ့နေရပြန်ရောက်တဲ့အခါသူမျှော်လင့်ထားသလိုမဖြစ်ခဲ့ပါဘူး။အသားအရောင်ဆောင်စားတော့ဆိုင်တစ်ခုမှတောင်ဝန်ဆောင်မှုပေးဖို့ညှင်းပယ်ခံခဲ့ရပါတယ်။အိုလံပစ်ရွှေတန်းစိတ်ကိုကင်ထားတဲ့သူတယောက်တောင်လူမျိုးရေးခွဲခြားမှုကနေမလွတ်မြောက်နိုင်ခဲ့တာပါ။ဒါပေမဲ့ဒီအဖြစ်အပျက်တွေကသူ့ကိုမရက်တမ်းစေခဲ့ပါဘူး။ Muhammad Ali lands to left another right 1964ခုနှစ်မှာဆာနီလစ်တန်ကိုအနိုင်ယူပြီးကမ္ဘာ heavyweight champion ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ဘဝရဲ့နောက်ထပ်အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။သူဟာအစ္စလာမ်ဘာသာရေးကိုယုံကြည်လာပြီး Cassius Clay ဆိုတဲ့နာမည်ကိုစွန့်လွတ်က Muhammad Ali ဆိုတဲ့နာမည်ကိုရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့အာလီရဲ့အကြီးမားဆုံးစံတတ်မှုကတော့လက်ဝှေ့ကြိုးဝိုင်းထဲမှာမဟုတ်ပါဘူး။ဗီယက်နမ်စစ်ပွဲအတွက်စစ်မှုထမ်းဖို့ခေါ်ယူခံရတဲ့အခါသူ့ရဲ့ဘာသာရေးယုံကြည်ခြင်းနဲ့ကိုယ်ပိုင်ယုံကြည်ချက်ကြောင့်စစ်မှုထမ်းဖို့ညှင်းဆန်ခဲ့ပါတယ်။ I'm saying you talking about me about some draft and all of you white boys are breaking your neck to get the Switzerland and အဲ့ဒီဆုံးဖြတ်ချက်ကြောင့်သူ့ရဲ့ချန်ပီယံဘွဲကိုဆုံးရှုံးခဲ့ရပြီးလက်ဝှေ့ထိုးခွင့်လည်းနှစ်အတော်ကြာပိတ်ပင်ခံခဲ့ရပါတယ်။သူ့ဘဝရဲ့အကောင်းဆုံးနှစ်ကိုလက်ဝှေ့ကြိုးဝိုင်းထဲမှာမဖြတ်တန်းနိုင်ခဲ့ပါဘူး။ဒါပေမဲ့အလီကနောက်ပြန်မဆုတ်ခဲ့ပါဘူး။လက်ဝှေ့ပြန်ထိုးခွင့်ရလာတဲ့အခါတမိုင်းမှာမမေ့နိုင်တဲ့ပွဲတွေကိုတပွဲပြီးတပွဲဖန်တီးခဲ့ပါတယ်။ပြီးတော့ Joe Frazier နဲ့တတိယအကြိမ်ထိုးတက်ခဲ့တဲ့ Thriller in Manila ဒီပွဲတွေက Muhammad Ali ကိုလက်ဝှေ့သမိုင်းထဲမှာမဖျောက်ဖျက်နိုင်တဲ့နာမည်တစ်ခုဖြစ်စေခဲ့ပါတယ်။သူဟာကမ္ဘာ heavyweight champion ပွဲကို3ကြိမ်ရရှိခဲ့တဲ့ပထမဆုံးလက်ဝှေ့သမားဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ Muhammad Ali ရဲ့အမွေအနှစ်က champion ပွဲတွေနဲ့ပဲမပြီးဆုံးပါဘူး။သူဟာမတရားမှုတွေကိုဆန့်ကျင်ခဲ့တယ်။သူယုံကြည်တဲ့အရာတွေရပ်တည်ခဲ့တယ်။ပြီးတော့သူ့အထံကိုလူတန်းပေါင်းများစွာကြားအောင်ဖြိုးရဲခဲ့ပါတယ်။အလီရဲ့လက်ဝှေ့စွမ်းရည်ကသူ့ကို champion ဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တက်တီးနဲ့ယုံကြည်ချက်တွေကတော့သူ့ကိုတမိုင်းထဲမှာဘယ်တော့မှမမေ့နိုင်တဲ့လူတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ဒါကြောင့်မိုဟာမက်အလီဟာလက်ဝှေ့သမားကြီးတစ်ယောက်ဆိုတာထက်ပိုပါတယ်။သူဟာဂျိုးဝိုင်းဟင်းမှာပြိုင်ဘက်တွေကိုတိုက်ခိုက်ခဲ့သလိုဂျိုးဝိုင်းရဲ့ပြင်မှာလည်းမတရားမှုတွေနဲ့ရင်ဆိုင်ခဲ့တဲ့ကမ္ဘာအကြီးကျယ်ဆုံးအားကစားသူရဲကောင်းတွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။